2026 ခုနှစ်ဟာနီးပညာနဲ့ခွန်လန်းအသစ်တွေအရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ဒီလိုအချိန်မှာအပျော်ပါးနဲ့ချိန်ဖြုံးနေမယ်အစားမိမိကိုယ်ကိုတိဆောက်ပြီးအောင်မြင်တဲ့လူတော်တဦးဖြစ်လာစေဖို့အတွက်လက်တွေကြကြလိုက်နာရမယ့်လမ်းညွှန်ချက်တွေကိုခုဒီဗီဒီယိုမှာလေ့လာကြည့်ပါ။2026 ခုနှစ်မှာလူတော်တဦးဖြစ်လာစေဖို့အပျော်ထက်အလုပ်ကိုဦးစားပေးရမယ့်အချက်၅ချက်နံပါတ်1အတောက်အစားနဲ့အပျော်ပါးကိုစီကံသတ်မှတ်ပါခေတ်သစ်လူငယ်တွေအတွက်အပေါင်းအသင်းနဲ့ပျော်ပါးတာဟာစိတ်ထွက်ပေါက်တစ်ခုဖြစ်နိုင်ပေမဲ့ဒိုပါမီဆိုတဲ့တာယာမှုပေးသောဓာတ်ကိုလွယ်တကူရရှိစေတဲ့အတောက်အစားနဲ့ညစဉ်ပွဲလန်းသဘင်တွေကသင်ရဲ့အုံနောက်ဆွမ်းဆောင်ရည်ကိုကျဆင်းစေပါတယ်ညစဉ်နိုင်အောင်ထွက်မဲ့အစားတက်လက်မှာတစ်ချိန်သာ social ဖြစ်သတ်မှတ်ပါကျန်တဲ့အချိန်တွေကိုအေးအေးဝဝအေးပြီးနောက်နေ့အတွက်အားရင်မွေးပါနံပါတ်2 high value skill ကိုအာရုံစိုက်ပါ2026မှာ AI ကနေရာတိုင်းမှာရှိနေပါပြီရိုးရိုးသားမှန်အလုပ်သမားတစ်ယောက်မဖြစ်စေဖို့အောက်ပါ skill တွေကိုအချိန်ပေးလေ့လာပါ AI literacy AI tool တွေကိုအသုံးပြုပြီးမိမိအလုပ်ကိုပုံမှန်မြန်ဆိုင်အောင်လှုပ်ဆောင်နိုင်စွမ်း critical thinking အချက်လက်တွေကြားတဲ့ကအမှန်နဲ့အမှားကိုခွဲခြားနိုင်ပြီးပြဿနာကိုတီထွင်ဖန်တီးနိုင်စွမ်းရှိဖြေရှင်းနိုင်စွမ်း data analysis ချက်လက်တွေကိုကြည့်ပြီးအနာဂတ်ကိုခံမှန်းတွက်ချက်နိုင်စွမ်းနံပါတ်3 digital distortion ကိုထိန်းချုပ်ပါ social media မှာအဓိပ္ပာယ်မရှိဘဲ scroll လုပ်နေတဲ့အချိန်တွေဟာသင်ဘဝရဲ့အဖို့တန်ဆုံးအချိန်တွေကိုခိုးယူနေတာပါ deep focus ဆိုတဲ့အယူအဆကိုသုံးပါဖုန်းကိုအဝေးမှာထားပြီးတစ်နေ့ကို2နာရီခန့်ဘာအနှောက်အယှက်မှမရှိဘဲမိမိရဲ့အဓိကပန်းတိုင်အတွက်အာရုံစိုက်အလုပ်လုပ်ပါနံပါတ်4ကျမ်းမာရေးဟာအသင်ရဲ့အရင်းအနှီးတာဖြစ်ပါတယ်ဒီရဲ့ဆေးလိမ့်နဲ့မအိပ်ဖဲညဘက်အလကားအချိန်ဖြုံးတာတွေကအသက်30ကျော်တဲ့အခါအသင်ကိုဒုက္ခပေးပါလိမ့်မယ်တစ်နေ့ကိုအနည်းဆုံးမိနစ်30ခန့်လေ့ကျင့်ခန်းလုပ်ပါရေများများတောက်ပါခန္ဓာကိုယ်ကျန်းမာမှအုံနောက်ကကြည်လင်ပြီးဆုံးဖြတ်ချက်ကောင်းတွေချနိုင်မှာပါနံပါတ်5ငွေကြေးစီမံခန့်ခွဲမှုအပျော်အပါအတွက်သုံးပြလိုက်တဲ့ငွေတွေဟာအနာဂတ်မှာရင်းနှီးမြှုပ်နှံရမယ့်အခွန်အလန်းတွေပါ50 30 20 rule ကိုသုံးပါလိုအပ်ချက်အတွက်ဝင်ငွေရဲ့90%ရာခိုင်နှုန်းအလို့ဆန္ဒအတွက်ကိုတော့30%ရာခိုင်နှုန်း20%ရာခိုင်နှုန်းကိုတော့စုဆောင်းရင်းနှီးမြှုပ်နှံမှုအတွက်သတ်မှတ်ထားပါယနေ့အသင်ပေးဆက်လိုက်တဲ့အပျော်ပါးတွေဟာနောက်9နှစ်အကြာမှာသင်ကိုသူတစ်ပါးထက်ထိတ်ဆုံးကိုရောက်ရှိစေမဲ့လှေကထွတ်တွေဖြစ်လာပါလိမ့်မယ်မိမိကိုယ်ကိုပြန်မေးကြည့်ပါငါဟာဒီနေ့မှာမနေ့ကထက်ပိုတော်တဲ့သူဖြစ်နေပြီလားလို့